ချစ်သူပရိသတ်ပေါင်းအားလုံးပဲမင်္ဂလာပါဒီကနေ့မှာကတော့ဆရာက level 1စာအုပ်ထဲမှာပါတဲ့ body shape အခန်း30ထဲမှာရှိတဲ့စရဦးအကြောင်းကို share ပြီးလုပ်ပြီးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုအဓိကယူပြီးလုပ်ပြရတဲ့ချက်ကတော့ဆရာသင်တန်းသူသင်တန်းသားများနဲ့ထိုင်းစကားထိုင်းစာတို့ကိုလေ့လာသင်ကြားနေတဲ့လူတွေအတွက်တစ်ထောက်တနေရာနေပြီးအထောက်အကူလေးတွေဖြစ်စေဖို့ဒီဗီဒီယိုလေးကိုအခြေခံထားပြီးပြုလုပ်ရတဲ့ဗီဒီယိုဖြစ်တော့ကြောင့်လိုအပ်ခြင်းများမှာရွေးခြင်းများတစုံတရာရှိလို့ရှိရင်အောက် comment လေးမှာလာရောက်ပြီးတော့ဆွေးနွေးပြီးတော့ရပါတယ်ကြောင့်ပြောကြားလိုပါတယ်ဒါမှမဟုတ်လို့ရှိရင်36 26 136ကော38ဆိုတဲ့ဖုန်းနံပါတ်မှာလာပြီးတော့ဆွေးနွေးလို့ရပါတယ်ကဲဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုဆရာနဲ့တူဒီဗီဒီယိုလေးကိုအစုပ်ထိလိုက်ကြည့်ပြီးတဲ့ဖိတ်ခေါ်ပြခြင်း okay ဟုတ်ပြီနော် body shape နော် body shape စာရဦးဟုတ်ပြီနော် body shape အခန်း30ပေါ့နော်စာရဦးအကြောင်းကိုရှင်းပြသွားမှာဖြစ်ပါတယ်ကဲတေချာလိုက်ကြည့်လိုက်နားထောင်မှာဟုတ်ပြီနော်မရတဲ့လူတွေဆရာနဲ့တူလိုက်ဖတ်ပေါ့နော်ဆရာပထမတစ်ခေါက်သင်ပေးမယ်နားထောင်ပါဒုတိယကြောက်ဆိုလို့ရှိရင်လိုက်ဖတ်ပေါ့ဟုတ်ပြီနော်โอเคထပ်သွားမယ်ကူကောဦးကူကောဦးကူဟုတ်ပြီနော်ကူခူခေါ်ဦးခူဟုတ်ပြီနော်ဒီကကြတော့အနေနဲ့အတန်ရှိမယ်သူကကြတော့အနေနဲ့အတန်တူမယ်ဟုတ်ပြီနော်ခေါ်ဦးခူငေါ်ဦးငူကြောဦးကျူချောဦးချူဟုတ်ပြီနော်နောက်တစ်ခုကကြတော့ချောဦးချူစောဦးစုယောဦးယူထောဦးထူထောဦးထူထောဦးထူနောဦးနူsorry ပါခဏလေးပါလောသွားပါတယ်ဟုတ်ပြီနော်ဒီအကြောင်းကကြတော့ဘောဦးဘူးပေါ်ဦးပူဖောဦးဖ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 ူဟုတ်ပြီနော်ဖောဦးဖူဖောဦးဖူဟုတ်ပြီနော်နောက်တစ်ခုကကြတော့မောဦးမူရောဦးရူလောဦးလူပြန်ပြောမယ်နော်မောဦးမူမောဦးမူရောဦးရူရောရဆလဦးရောဦးရူလောလင်းဆလဦးလောဦးလူလောဦးလူဝေါ်ဝင်းဆလဦးဝေါ်ဦးဝေါ်ဝင်းဆလဦးဝေါ်ဦးsorry siဆလဦးစောဦးစုစောဦးစုစောဆလာဆလဦးစောဦးစုစောဦးစုဟုတ်ပြီနော်စောစုဆလဦးစောဦးစုစောဦးစုအော်ဦးဦးအော်အန်ဆလဦးအော်ဦးဦးအော်ဦးဦးနောက်တစ်ခါကျတော့ဟောဟိဆလဦးဟောဦးဟူဟောဦးဟူဟောဦးဟူต่อไปดออูดูดอเดสละอูดออูดูดออูดูดออูดูနောက်တစ်လောကကြတော့ထောဦးထူထောထုံစလဦးထောဦးထူထောထုံစလဦးထောဦးထူโอเคဒါဆိုလို့ရှိရင်တစ်လုံးချင်းစလဦးမှာတစ်လုံးချင်းအတန်ထွေတည်တော့ပြီးသွားပါပြီနောက်တစ်ခုဆရာတို့ကဆလဦးအကြောင်းကိုထပ်ပြီးတော့လေ့ကျင့်ရန်ထပ်ကိုထပ်ပြီးတော့တွားကြမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဆလဦးအဓိပ္ပာယ်ရှိတဲ့စကားလုံးတွေကိုထပ်ပြီးတော့လေ့ကျင့်သွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်စာနဲ့တူတူလိုက်ကြည့်ရအောင်ဟုတ်ပြီနော်နည်းနည်းထပ်ပြီးတစ်ချက်သေးလိုက်အောင်မယ်ဟုတ်ပြီနော်အဆင်ပြေသွားရအောင်ဒူဒေါ်ဦးဒူဒေါ်ဒစ်ဆလဦးဒေါ်ဦးဒူဒူဆိုတာကြည်သည်ဟုတ်ပြီနော်ဒေါ်ဒစ်ဆလဦးဒေါ်ဦးဒူဒေါ်ဦးဒူကြည်သည်ဟုတ်ပြီနောက်တစ်လောကကြတော့ငူငေါဦးငူငေါငူဆလဦးငေါဦးငူငေါဦးငူဟုတ်ပြီနော်ငေါငူဆလဦးငေါဦးငူငူဆိုတာမွေကိုပြောတာပါဟုတ်ပြီနော်နောက်တစ်လုံးကိုထပ်ပြီးတော့ဆရာတို့လေ့လာကြည့်မယ်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ဗာပြောမလဲ
ထူထောဦးထူထောထုံစလဦးထောဦးထူထောဦးထူထောထုံစလဦးထောဦးထူထူဆိုတာကြမ်းတိုက်တာကိုပြောတာဟုတ်ပြီနော်ထူထူဖឺနော်ပြီနော်ကြမ်းတိုက်တာကိုဆိုလိုတာပါကဲရမလို့ထင်ပါတယ်နောက်တစ်လောကကြတော့ဗာဆက်လာမလဲနောက်တစ်လောကကြတော့ဒီမှာတက်တက်ပွဲဖြစ်အောင်ဆရာကဖယ်ထုတ်ပေးလာမှာဖြစ်ပါတယ်ဟုတ်ပြီနော်ပေါ်ဦးပူပေါ်ဦးပူပေါ်ပါစလက်ဦးပေါ်ဦးပူပေါ်ဦးပူပေါ်ပလာစလက်ဦးပေါ်ဦးပူပူဆိုတာကဏ္ဍကိုပြောတာပါဟုတ်ပြီနော်ကဲရမလို့ထင်ပါတယ်ကျန်တဲ့ပါသေးရလော်ရပါတယ်ဆရာနဲ့အပေါ်ထပ်ပြီးတော့မြည်ပင်ပြီးမှဖြစ်ပါတယ်ဟုတ်ပြီနော်တို့ကကြတော့ဟောဦးဟူဟုတ်ပြီနော် sorry ပါခဏလေးပါနည်းနည်းပြီးခံပြပါဟုတ်ပြီနော်ဒီမှာကြတော့ဟူဟောဦးဟူဟောဦးဟူဟောဦးဟူဟုတ်ပြီနော်ရမယ်လို့ထင်ပါတယ်ဟောဦးဟူဟူကကြတော့သူကဘယ်လိုလဲဆိုတော့အတန်လေးကတော့ဒီမှာနည်းနည်းရှည်ရမှာဖြစ်ပါတယ်ဆရာထပ်ပြီးတော့ဖြည့်ဆွတ်ပေးပါမယ်ဟုတ်ပြီနော်ဟူဟုတ်ပြီနေရာထပ်ပြီးတော့ထပ်ရွှေ့ပေးပါမယ်ဟူဟူဆိုတာဘာလို့ဆိုလို့လဲဟူဆိုတာနရွေးကိုဆိုလိုတာပါဟုတ်ပြီနော်ဟူဟောဦးဟူဟောဦးဟူဟူဆိုတာနရွေးကိုခေါ်တာပါနောက်တစ်လောကကြတော့ရူရောဦးရူရောရူဆလဦးရောဦးရူရောရူဆလဦးရောဦးရူရူဆိုတာအတွင်းအပေါက်တွေခေါ်တာပါဒီမှာပုံမှန်ပြထားတဲ့အတိုင်းပါပဲအတွင်းအပေါက်တွေဆိုလိုတာဖြစ်ပါတယ်ဟုတ်ပြီနော်ရူရောဦးရူရူဆိုအတွင်းပေါက်ကိုဆိုလိုတာပါကဲဒီသင်ခန်းစာတွေကဆက်လက်ဦးတစ်ခုကတော့အပိုင်းတစ်ခုတော့ပြီးသွားပါပြီနောက်သင်ခန်းစာတစ်ခုကိုဆရာတစ်ခါတည်းထပ်ပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်အောက်ကိုနည်းနည်းဆွဲချပါမယ်ကဲလိုက်ကြည့်အောင်โอเคဆရာတို့ကဒီမှာဒီသင်ခန်းစာကိုဆရာတို့ဖြစ်ပြမှာဖြစ်ပါတယ်ဟုတ်ပြီဒီသင်ခန်းစာဒီဖွဲ့မှာအဝဟာကြတော့ဆရာတို့ကတော့ဆရာဦးရန်တခြားစရတွေရပေါင်းပြီးတော့ဆရာတို့ကဒီမှာဗာထလာမလဲဆိုတော့ဟိုစာပိုက်လေးတွေစကားပြောပုံစံလေးတွေကို share ပြီးလုပ်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီနော် share ပြီးလုပ်ပေးသွားမှာဖြစ်ပါတယ်ကဲလိုက်ကြည့်ရအောင်အခုကကြတော့ဘာလို့ဆိုလို့လဲဆိုတော့မဲဒူတီဝီမဲဒူတီဝီအမေက TV ကြည့်တယ်လို့ပြောတာပါမဲဒူတီဝီမဲဆိုတာအမေဒူဆိုတာကြည့်သည် TV က TV ခေါ်တာပါမဲဒူ TV ဟုတ်ပြီနော်မဲဒူ TV မဲဒူ TV အမေက TV ကြည့်တယ်လို့ပြောတာပါဟုတ်ပြီနော်ကဲနောက်တစ်ကြောင်းကိုစစ်ပြီးတော့ကြည့်ရအောင်နောက်တစ်ခုကကျတော့ငူမီရူငူမီရူငူမီရူငူကတော့မွေမီကရှိသည်ရှိတယ်ရူဆိုလို့ရှိရင်အတွင်းဘာသာပြန်တော့မီငူရူဆိုတာမွေမှာအတွင်းရှိတယ်လို့အဓိပ္ပာယ်ပြန်ပါတယ်ဟုတ်ပြီနော်ရမယ်လို့ထင်ပါတယ်ကဲနောက်တစ်ကြောင်းကိုထပ်ပြီးတော့သွားမယ်နောက်တစ်ကြောင်းကကျတော့ okay stop ပူမီရူပူမီရူပူမီရူပူဆိုတာကြတော့ပူဆိုတာကြတော့ကဏ္ဍခေါ်တာပါမီဆိုတာရှိသည်ရှိတယ်လို့ပြောတာပါရူဆိုတာခုမှတွေ့ရတဲ့အတိုင်းဒီအတွင်းပေါက်ကိုဆိုလိုတာပါဒါပြန်လိုက်လို့ရှိရင်ပူမီရူဆိုတာကြတော့ကဏ္ဍမှာအတွင်းရှိတယ်လို့ဆိုလိုတာပါဟုတ်ပြီနော်နားလည်မယ်လို့ထင်ပါတယ်ဟုတ်ပြီနော်ကဲနောက်တစ်ကြောင်းကိုဆရာတို့စစ်ပြီးတော့လေ့လာကြည့်ရမယ်နောက်တစ်ကြောင်းကကျတော့သူကဘာဆိုလိုထားတယ်ဆိုတော့နာမီပူနာမီပူနော်နာမီပူဆိုတဲ့အဓိပ္ပာယ်ကလယ်ထဲမှာကနန်းရှိတယ်လို့ပြောတာပါဟုတ်ပြီနော်ဒါတကောင်ချင်းကိုပြောမှာဖြစ်ပါတယ်ဟုတ်ပြီနော်နာဆိုတာလယ်ကွင်းကိုခေါ်တာပါမီရှိသည်ရှိတယ်ဖြစ်ပါတယ်ပူကနန်းကိုပြောတာပါ
နာမီပူလဲထဲမှာကနန်းရှိတယ်လို့ပြောတာပါဟုတ်ပြီနော်နောက်တစ်ကြောင်းကိုစစ်ပြီးတော့လေ့လာကြည့်မယ်နောက်တစ်ကြောင်းပါဆိုလို့မလဲနာမီငူနာမီငူနာမီငူဆိုတာလဲထဲမှာမွေရှိတာကိုပြောတာပါဟုတ်ပြီနော်တစ်ခုချင်းစီပြတာပါပုံနဲ့ပုံနဲ့စာနဲ့ကြောင်းနဲ့ကိုရှာရှင်းပြပြီးတော့တာဖြစ်ပါတယ်ဟုတ်ပြီနော်နာမီပူလဲထဲမှာကနန်းရှိတယ်နာမီငူလဲထဲမှာမွေရှိတာကိုပြောတာပါဟုတ်ပြီနော်ကဲနောက်တစ်ခုကကျတော့ဗာစစ်လာမလဲဒီနောက်တစ်ခုကဒီဘက်မှာကျတော့အာဖာတာမာဒူနာတလုံးချင်းပဲเนาะဒီကကျတော့ဆလာအာကိုတလုံးချင်းကိုယူသွားတယ်အတန်ထွက်ရကြတော့ဒီလည်းပဲတရရေးသားလို့ရတယ်တခြားစကားတွေနဲ့မတူပါဘူးမရှုပ်ပါဘူးသူကလွယ်လွယ်လေးပဲရှင်းရှင်းလေးပဲဟုတ်ပါနော်အာဖာတာမာဒူနာအဓိပ္ပာယ်ကြတော့ပါဆိုလို့လည်းဆရာတလုံးချင်းကိုအဓိပ္ပာယ်ပြန်ပြမှာအာဆိုတာဦးလေးကိုခေါ်တာပါဦးလေးတော်လေးဒီမှာကျတော့ယောက်ျားလေးဖြစ်တော့ဦးလေးပဲသုံးပါမယ်ဖာဆိုတာကျတော့ခေါ်သွားသည်ခေါ်လာသည်ဆိုအဓိပ္ပာယ်ရပါတယ်ဟုတ်ပြီနော်တာတော်အာတာဆိုတာကျတော့ဒီနေရာမှာအဖိုးလို့တင်စားသုံးနှုတ်ထားပါတယ်ဒါမာမောအာမာဆိုတာကျတော့လာသည်လာတယ်ဗောနော်ဒူးကြည့်သည်နောအာနာဆိုတာလေကွင်းဗောလားဟမ်ဦးလေးကအဖိုးကိုခေါ်လာပြီးတော့လေကွင်းကိုလာကြည့်တယ်လို့အဓိပ္ပာယ်ပြပါတယ်နော်တလုံးချင်းအပြီးဆုံးကိုဆရာဘာသာပြန်တာပေးပါတယ်တလုံးချင်းနော်မသိနားမလည်တဲ့တူတူတွေ့ဒီမှာတလုံးချင်းကိုအဓိပ္ပာယ်ပြစုံပြန်တာပေးတာပဲပြန်ပြောမယ်နော်အာဖာတာမာဒူနာဟုတ်ပြီနော်အာဖာတာမာဒူနာဟုတ်ပြီနော်အဓိပ္ပာယ်ကဘာလဲဦးလေးကအဖိုးကိုခေါ်ပြီးလေတဲ့ကိုလာကြည့်တယ်လို့အဓိပ္ပာယ်ပြန်ပါတယ်โอเคကဲနောက်တစ်ကြောင်းကိုဆရာတို့ထပ်ပြီးတော့လေ့လာကြည့်မယ်ကဲအပေါ်ဟာပြီးပြီအပေါ်ကပြီးဆိုတော့အောက်ကြောင်းကိုသွားကြည့်မယ်အောက်ကြောင်းကကြတော့သူကဘာလုပ်လဲသူကကြတော့အာခက်ဟူဟုတ်ပြီနော်အာခက်ဟူဟုတ်ပြီနော်ဒါဆိုလို့ချင်းတော့ဦးလေးကနှစ်ဖာကြီးကလော်တယ်လို့ပြောတာပါဟုတ်ပြီနော်ဦးလေးကနှစ်ဖာကြီးကဒီမှာအာနေရာမှာတခြားတယောက်ကိုအစာထိုးလို့ရပါတယ်တခြားလူကိုလည်းအစာထိုးလို့ရပါတယ်ဟုတ်ပြီနော်တခြားလူဘယ်သူမှဆိုအစာထိုးလို့ရပါတယ်ဟုတ်ပြီနော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်အောက်အကြောင်းကိုစစ်ပြီးတော့ဆရာတို့လေ့လာကြည့်အောင်သူတို့အဖွဲ့မှာပါကြံသေးတယ်ဟုတ်ပြီနော်သူအဖွဲ့မှာကျတော့ဒီမှာကျတော့ပုံပြင်လေးနဲ့ပြောထားတာဖြစ်ပါတယ်ပုံပြင်လေးပုံစံကိုဖန်တီးထားတာဖြစ်ပါတယ်ဟုတ်ပြီနော်โอเคအပေါ်ကပုံကိုကြည့်မယ်အပေါ်ကပုံကြည့်မယ်ဆိုတော့နည်းကြီးတယ်ဆိုလို့ဆရာလည်းနည်းသေးလိုက်ပါမယ်ဟုတ်ပြီနော်နည်းနည်းလေးအဆင်ပြေအောင်သေးလိုက်ပါမယ်โอเคဓာတ်ကအဲ့လောက်ပဲသေးမှာဖြစ်ပါတယ်ဟုတ်ပြီနော်ကြည့်ဖို့အဆင်ပြေအောင်ဒီမှာကြတော့အာဖာတာမာဒူပူနာဟုတ်ပြီနော်နည်းနည်းလေးစာအနေနဲ့ပူရှိပဲသူတဲ့ဆလာအာပဲဒါပေမဲ့တလုံးချင်းစီကအဓိပ္ပာယ်ပြန်ထားတာဖြစ်ပါတယ်တလုံးချင်းစီဒီမှာစာလုံးနည်းနည်းပူများသွားပါတယ်ဟုတ်ပြီနော်ကလေးတွေအဆင်ပြေရအောင်ဆလာအာရဲ့ဆလာဦးရဲ့နှစ်ခုတွဲထားတာဖြစ်ပါတယ်ဟုတ်ပြီနော်မတိနားမလည်တဲ့လူတွေတွေ့ပို့ပြီးတော့အဆင်ပြေအောင်အသေးစိတ်ကိုကကနနာတလုံးချင်းရှင်းပြပေးထားတာဖြစ်ပါတယ်ဟုတ်ပြီနော်အာဖာတာမာဒူပူနာဟုတ်ပြီနော်ဒီနေရာမှာအာလို့ဘာလို့မသုံးပဲကျွန်တော်အဖိုးအဖွားစသည်အဖြစ်အိတ်တာတွေကသုံးလို့ရပါတယ်အဖေမီနဲ့သုံးလို့ရပါတယ်ဟုတ်ပြီနော်ဒီမှာတော့ပုံနဲ့စာနဲ့ကိမဲ့ဟာကိုဆရာကစီစဉ်ထားတာဖြစ်ပါတယ်ရမယ်လို့ထင်ပါတယ်ဟုတ်ပြီနော်အာဖာတာမာဒူပူနာဆိုလိုတဲ့အဓိပ္ပာယ်ရင်းကတော့အာဖာတာဦးလေးကအဖိုးကိုခေါ်လာပြီးလေတန်းနိုင်ကနန်းကိုလာကြည့်တာလို့ပြောတာပါအာဆိုတာဦးလေးတော်လေးဦးလေးပေါ့နော်ဖာဆိုတာအာဖာတာဦးလေးကအဖိုးကိုခေါ်လာတယ်မာဒူပူနာလေကနန်းကိုလေထဲမှာရှိတဲ့ကနန်းကိုလာကြည့်တယ်လို့ပြောတာပါဟုတ်ပြီနော်ကဲဒါတစ်ကြောင်းပြီးတော့ပြီနောက်တစ်ကြောင်းကျတော့ပါဆက်လာမယ်နောက်တစ်ကြောင်းကျတော့ပါဆိုလို့အာဖာတာမာဒူမူသူကကျတော့နာကိုဆရာတို့မထဲတော့ဘူးဟုတ်နော်ဒီမှာနာကိုဖြုတ်ပြလိုက်တယ်နော်အာဖာတာမာဒူမူနော်စစ်မဲ့ဆိုလို့ရှိရင်စစ်ထလို့ရပါတယ်အာဖာတာ
မာဒူငူနော်မှာကြတော့ဘာလို့ဘလို့ပြတာပြန်မလို့ဦးလေးကအဖိုးကိုခေါ်လာပြီးလဲတဲ့နိုင်မှွေကိုလာကြည့်တယ်လို့ဆိုတာပါဟုတ်ပြီနော်အာဖာတာမာဒူငူနော်ဆရာထပ်ထပ်ပြလိုက်အောင်မယ်ဒီမှာတစ်လုံးကကြံခဲ့ပါတယ်ဟုတ်ပြီနော်နာတစ်လုံးထပ်ထပ်ပြလိုက်မယ်နော်အာနာတစ်လုံးထပ်ပြမယ်အာရူပူအာဖာတာမာဒူငူနာဟုတ်ပြီနော်အဲတစ်လုံးထပ်ထပ်ပြမယ်ငူနာရမလို့ထင်ပါတယ်ဒီမှာကျတော့နည်းနည်းလေးကြီးပေးလိုက်ပါမယ်အလုံးကြီးဖြစ်ပါအောင်နည်းရွယ်တူဖြစ်အောင်ကြီးပေးပါမယ်ဟုတ်ပြီနော်အဲကဲဒါဆိုလို့ရှိရင်အဆင်ပြေသွားပါပြီပြန်ဖတ်ပြမယ်နော်အာဖာတာမာဒူငူနာအတိတ်ပဲကတော့အာဖာတာမာဒူငူနာအတိတ်ပဲကဦးလေးကအဖိုးခေါ်လာပြီးလဲတဲ့နိုင်မွေကိုလာကြည့်တယ်လို့ပြောတာပါဟုတ်ပြီနော်ရမယ်လို့ထင်ပါတယ်ကဲနောက်တစ်ကြောင်းကိုစစ်ပြီးတော့နောက်တစ်ဖွဲ့ကိုစစ်ပြီးတော့လေ့လာကြည့်မှာဖြစ်ပါတယ်ဒီဖွဲ့မှာကကြတော့ခုနကနဲ့တိတ်ပြီးတော့မကွဲပါဘူးနည်းနည်းပဲကွဲပြားခြားနားဖြစ်ဘာကြောင့်လဲဆိုတော့ပထမဖွဲ့မှာဆရာတို့အားလုံးလေ့လာခဲ့ပြီးဆိုတော့ဒီနေရာလေးမှာဆိုလို့ရှိရင်လွယ်ကူသွားပါပြီဟုတ်ပြီနော်ကဲဒီမှာကြတော့စစ်ပြီးလေ့လာကြည့်မယ်ဒီဖွဲ့ကမာကိုဆိုလိုထားတဲ့ဆရာတဲ့ပုံကိုဒီပြမှာပြောင်းလာမှာဖြစ်ပါတယ်ဖတ်ကြည့်မယ်အာဖာတာမာဒူရူပူပြန်ဖတ်မယ်နော်အာဖာတာမာဒူရူပူအာဖာတာမာဒူရူပူဆိုတော့ဒီပဲချင်းကတော့ဒီမှာခွဲပြီးထားလို့ရပါတယ်ဟုတ်ပြီနော်ခွဲလိုက်လို့ရပါတယ်အာဖာတာနဲ့တကြောင်ဖတ်မယ်အာဖာတာမာဒူရူပူဒီမှာလည်းတကြောင်ခွဲတစ်ပိုက်ခွဲလို့ရပါတယ်အာဖာတာမှာဒါဒီအဲ့လိုခွဲတတ်ပြီးချင်းအပြည့်ပါလို့ဆိုလို့ရှိရင်စာမလိုက်နိုင်တဲ့လူတွေအခုမှလေ့လာတဲ့လူတွေအတွက်ကိုအသေးစိတ်တည်တည်ရှာကကနနလေးဖြစ်အောင်တစ်ပိုက်ချင်းသွားလို့ရှိရင်ပိုပြီးအဆင်ပြေပါတယ်စာကြောင်းတအားရှိသွားလို့ဆိုလို့ရှိရင်အခုမှလေ့လာတဲ့လူတွေအတွက်ကအဆင်မပြေဘူးရှာမလိုက်နိုင်ဘူးဖတ်လို့မသွားတဲ့အတွက်ကြောင့်မို့အပိုက်လေးနဲ့ခွဲပြီးထားလို့ရှိရင်စာဖတ်ရတာပိုပြီးတော့အဆင်ပြေတယ်เนาะအဲကြောင့်မို့အဲ့လိုလုပ်ပြီးချင်းဖြစ်တာပါပြန်ပြီးတော့ဖတ်ပြမယ်နော်အာဖာတာမာဒူရူပူအတိတ်ပဲကတော့အာဖာတာမာဒူရူပူဦးလေးကအဖိုးကိုခေါ်ပြီးတော့လက်ထဲမှာကဏ္ဍအတွင်းကိုလာကြည့်တယ်လို့ပြောတာပါဘယ်ဒီဟာလေးကဘာကိုအစားထိုးဘယ်အရာတွေအစားထိုးလို့ရတယ်ဆိုတော့ဒီမှာဦးလေးဆိုလို့ရှိရင်တခြားတစ်ယောက်အစားထိုးလို့ရအဖိုးနေရာမှာလည်းတခြားတစ်ယောက်အစားထိုးလို့ရတယ်ကဏ္ဍအတွင်းဆိုလို့ရှိရင်ငါအတွင်းလို့လည်းငရှစ်အတွင်းလို့စသည်အဖြစ်ပေါ့နော်ကိုညာရှိသလိုမျိုးကိုသုံးလို့ရတယ်တခြားဟာတစ်ခုခုကိုကအစားထိုးပြီးသုံးလို့ရတာဖြစ်ပါတယ်ဟုတ်ပြီနော်နားလည်မလို့ထင်ပါနဲ့နော်အောက်ကျောင်းကိုဆက်ပြီးတော့လေ့လာကြည့်မယ်သူကတော့အတူတူပဲအာဖာတာပဲနော်ဆရာကဒီမှာလွယ်လွယ်လေးဖြစ်အောင်ရေးထားပေးတယ်ပဲနော်ဟုတ်ပြီနော်အာဖာတာပဲပြောမှာပါသူကလည်းပဲအာဖာတာဦးလေးကအဖိုးကိုခေါ်လာတယ်မာဒူရူငူဟုတ်ပြီနော်အာဖာတာမာဒူရူငူဦးလေးကအဖိုးကိုခေါ်လာပြီးတော့မွေတွင်းကိုလက်ကြည့်တယ်လို့သူကဆိုလိုမှဖြစ်ပါတယ်ဟုတ်ပြီနော်တလုံးချင်းအတိတ်ပဲကိုအပေါ်မှာလေ့လာခဲ့ပြီးကြောင်းအောက်ကျောင်းမှာဆိုလို့ရှိရင်အဆင်ပြေသွားပါပြီဒါတော့ပုံပြင်လေးဖွဲ့တဲ့သဘောမျိုးနော်ဇလန်လေးထွင်တဲ့သဘောမျိုးဖြစ်သွားတာပေါ့နော်ဒါကိုရမယ်လို့ထင်ပါတယ်တခြားဟာတွေကထပ်ပြီးတော့လေ့လာကြည့်ဖို့တဲ့ဆရာကတိုက်တွန်းချင်ပါတယ်ဟုတ်ပြီနော်ပြန်ပြောပြမယ်နောက်တစ်ခါပြန်ပြီးတော့ဖတ်ပြပေးမယ်နော်တေချာလိုက်နားထောင်ပါဒါမှမဟုတ်လို့ရှိရင်ဆရာနဲ့တူလိုက်ဖတ်ကြည့်ရနော်အာဖာတာမာဒူရူပူအာဖာတာမာဒူရူပူဟုတ်ပြီနော်အာဖာတာမာဒူရူပူသူကဘာပြောလဲဦးလေးကအဖိုးခေါ်ပြီးတော့လက်ထဲမှာကဏ္ဍတွင်းကိုလာကြည့်တယ်နောက်တစ်ကြောင်းကကြတော့အာဖာတာမာဒူရူငူအာဖာတာမာဒူရူငူနော်ဒီကအောက်ကြောင်းကကြတော့
ဦးလေးကအဖိုးခေါ်လာပြီးတော့လက်ထဲမှာမွေးတင်းကိုလက်ကြည့်တာလို့ဆိုလိုတာပါဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒီကောင်လေးရတော့ဆရာကတော့ဒီဆက်လက်ဦးနဲ့ဆက်လက်အာဟာဆက်လက်ဤအခုပေါင်းတဲ့ပုံပြင်လေးကိုဆရာကဒီဖွဲ့မှာဒီမှာပဲအဆုံးသတ်မှာဖြစ်ပါတယ်ကဲနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်ကဲလို့ဒီဗီဒီယိုလေးရဆိုလို့ရှိရင်ကြည့်ရှုနေတဲ့မိတ်ဆွေအတိတ်ကအကျိုးတစုံရရှိမယ်ဆိုလို့ရှိရင် like and share လေးနဲ့လုပ်ပြီးတော့အပေးသွားပါဦးလို့ပြောချင်ပါတယ် okay see you next video bye bye thank you